မင်္ဂလိတဦးသည်တန်းကောင်ရန်အချိန်တွင်ဗုဒ္ဓရုပ်ပွားတော်တစုအတွင်း၌ပုံအောင်နေကြသည်သူမသည်နန်းတော်၏လျှို့ဝှက်ချက်များကိုဖော်ထုတ်ရန်ကြိုးစားနေခြင်းဖြစ်တော်လဲသူမအတွင်းသို့ဝင်လိုက်သည်နှင့်ရုပ်ပွားတော်မှာပြင်းထန်စွာတုန်ခါလာခဲ့သည်နောက်တနေ့တွင်မင်္ဂလိ၏ခမင်းသူအပြေးအလွှာရောက်ရှိလာသောအခါနန်းတော်အတွင်း၌အလောင်းတလောင်းလဲရောက်နေသည်ကိုတွေ့လိုက်ရသည်ထိုအမျိုးသားသည်မင်္ဂလိတည်ဆုံသွားပြီဟုထင်မှတ်ကာလက်များတုံရစ်လျက်အဖြူရောင်ပိတ်စာကိုလှန်ကြည့်လိုက်သည်ထိုစဉ်သူ့ရဲ့နောက်ကျောဘက်မှမင်္ဂလိ၏အတန်ထွက်ပေါ်လာခဲ့သည်လွန်ခဲ့သောရက်အနေငယ်ကနန်းတော်တွင်တတော်တစားမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းမင်္ဂလိကပြောပြခဲ့သည်အစေခံတဦးမှာအမိမသိအင်အားတစ်ခု၏စုပ်ယူခြင်းကိုခံရသည်သွေးချောက်ကတည်ဆုံးသွားခဲ့သည်နန်းတော်တွင်သွေးဆိုးပုတ်ကောင်တစ်ကောင်တောင်းကျမ်းနေသည်ဟုလူတိုင်းကယုံကြည်နေကြသည်နန်းတွင်၌ကောလာဟလများမပြန့်နှံ့စေရန်အတွက်မိဖုရားကြီးကနန်းတော်ကိုစောင့်ရှောက်ရန်တော်ဝင်အဆောင်နှစင်းကိုဆေလွတ်ခဲ့တော်လေထိုညတွင်နန်းတော်အတွင်းမှအော်ဟစ်တံများဟိမ့်ထွက်လာခဲ့သည်အဆောင်များမှာထွက်ပြေးရန်ပင်အခွင့်အရေးမရဘဲအားလုံးသွေးဆုပ်ခံလိုက်ရသည်၎င်းမှာသွေးဆုပ်ပုတ်ကောင်မဟုတ်ကြောင်းမင်္ဂလိကသိရှိထားသည်နန်းတော်အတွင်း၌မကောင်းဆိုးဝါတခုခုရှိနေနိုင်တဲ့ဖြင့်သူမသည်နန်းတော်ရှိအစိုးအညစ်များကိုနှိမ်နှင်းရန်အတွက်လက်မှုပညာသည်တူအားဗုဒ္ဓရုပ်ပွားတော်တစုထူးလောက်ခိုင်းခဲ့ပြီးထိုရုပ်ပွားတော်အတွင်း၌လျှို့ဝှက်အခန်းတစ်ခုထည့်သွင်းခဲ့သည်မင်္ဂလိသည်၎င်းအတွင်း၌ပုံအောင်ကနန်းတော်၏လျှို့ဝှက်ချက်များကိုရှင်းလင်းစွာမြင်တွေ့နိုင်တော်လင်ရုပ်ပွားတော်မှာရုပ်တရက်ဖျင်းထန်စွာတုန်ခါလာခဲ့ခြင်းဖြစ်သည်ကံကောင်းထောက်မစွာဖြင့်အပြင်ဘက်ရှိသူမ၏တငယ်ချင်းများကစူညံတန်းကိုကြားသွားခဲ့သည်သူတို့သည်မင်္ဂလိ၏နေရာတွင်တေတံကြအကျဉ်းသားတဦးနှင့်အမြန်လဲလွယ်ပေးလိုက်ကြသည်မင်္ဂလိသည်ရုပ်ပွားတော်၏ချောင်းကြီးပေါက်တွင်အမုံအချို့ကိုတွေ့ရှိခဲ့သည်တရခဏမှာထိုနေရာမှတဆင့်ဝင်ရောက်လာခြင်းဖြစ်မိဟုသူမတန်တရားဝင်ခဲ့သည်မင်္ဂလိသည်လျှို့ဝှက်ချက်ကိုမိတို့ပေါ်ထုတ်ရမည်နည်းဟုစဉ်းစားနေစဉ်မိအိမ်တလုံးကိုတိုက်မိသွားသည်ထိုအခါမှာနန်းတော်၏ပဒင်းပေါ်များကိုမှန်များဖြင့်လဲလွယ်တတ်ဆင်နိုင်ကြောင်းသူမတတိယသွားသည်ထိုနောက်သူမသည်နန်းတော်အတွင်းသို့နွားတကောင်ကိုခေါ်ဆောင်လာခဲ့သည်သူတို့သည်အပြန်ဘက်မှနေ၍စောင့်ကြည့်နေခဲ့ကြသည်ညမောင်လာသောအခါနန်းတော်ရှိပန်းကြီးကားများပေါ်မှလိပ်ပြာများမှရုတ်တရက်အသက်ဝင်လာခဲ့သည်၎င်းအားလုံးသည်နွားကိုဝိုင်းအောင်တိုက်ခိုက်ကြတော့သည်လူအုပ်ကြီးကစောင့်ကြည့်နေစဉ်မှာပင်နွားမှာသွေးများအားလုံးစုပ်ယူခြင်းခံလိုက်ရသည်ထို့နောက်လိပ်ပြာများသည်သူတို့ရှိရာဘက်သို့ပြန်တန်းလာခဲ့ပါတော့သည်